ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် AI ခေတ်တော့ချီလန်းတိဆိုတဲ့စကွမ်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူနင်းပွင့်ဖြိုပါကျွန်တော်တော့အစီအစဉ်တင်ဆက်သူနေဒီဦးရင်ဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျမတို့ရဲ့ဘဝထဲမှာအရှင်အဟုန်နဲ့ဉာဏ်ရတုနီးပညာကဝင်ရောက်လာပါတယ်ဟုတ်တယ်ဗျဒီနေ့မှာကျမတို့ရဲ့လူငယ်တော့တွေရောကျမတို့ရဲ့ပညာရှင်တော့တွေပါ AI ဆိုင်ရာအကြောင်းကိုလွတ်လွတ်လပ်လပ်နဲ့ရှင်းရှင်းနဲ့ဆွေးနွေးကြမှာဖြစ်ပါတယ်မှန်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့ပေါ့ဆွေးနွေးပေးသွားမယ့်အဲ့ဒီတွေရောက်ရှိနေပြီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါဗျာပထမဦးဆုံးအနေနဲ့တော့ကျွန်တော်ရဲ့ show ကိုအချိန်ပေးပြီးတော့လာပြီးတဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ဒီနေ့မှာတော့အဲ့ဒီနဲ့အတူတူကျွန်တော်ဆွေးနွေးစရာအများကြီးရှိမယ်တင်ပါတယ်ဗျပထမဦးဆုံးကကျွန်တော်ရဲ့ပရိသတ်တွေကိုနှုတ်ခွန်းဆက်စကားလေးပြောပြပါအောင်ဒီဘက်ကစားလေးပါအောင်ခင်ဗျာโอเคအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မင်းသက်ထုတ်ဖြစ်ပါတယ်ကျွန်တော်ကတော့လောလောဆယ်မှာစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ဒီ AI ကိုကိုယ်တိုင်လက်တွေ့အသုံးချသလိုဒီ AI ကိုအသုံးပြုပြီးတော့ဒီ business လုပ်ငန်းတွေမှာဘယ်လိုမျိုးထိထိရောက်အသုံးချနိုင်မလဲဆိုတာကိုလည်းသင်ကြားပေးနေတဲ့ trainer တယောက်ဖြစ်ပါတယ်ဒီမှာလာပြီးတော့ပြောပြခွင့်ရတဲ့အတွက်အများကြီးဝမ်းသာပါတယ်ဗျအားလုံးမင်္ဂလာပါရှင်ညီမနာမည်ကတော့မတင်ကျူလိုင်းဖြစ်ပါတယ်အသက်ကတော့18နှစ်ပါလက်ရှိကတော့ကျောင်းသူဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့မူပွင့်ဖြူပါရှင်အခုလောလောဆယ်တော့တရုတ်ကျောင်းမှာဆရာမလုပ်နေတဲ့တယောက်ဖြစ်ပါတယ်ဒီလို AI ပွဲကိုဆွေးနွေးခွင့်ရတဲ့အတွက်စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ရှင်โอเคကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကိုမိတ်ဆက်ပေးပါအောင်ဗျမင်္ဂလာပါကျွန်တော်ကတော့ကိုအောင်ပြဖြိုးဝင်းဖြစ်ပါတယ်လက်ရှိတရုတ်နိုင်ငံရှာမန်တက္ကသိုလ်မှာပါရဂူသူ့ဝင်နောက်ပွဲတောင်းတက်ရောက်နေတဲ့ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်မင်္ဂလာပါရှင်ညီမနာမည်ကတော့အမဖူးပွင့်လိုင်းဖြစ်ပါတယ်ညီမကတော့ကျောင်းသူတယောက်ဖြစ်ပါတယ်ပြီးတော့ဒီနေ့ဒီ AI ပွဲကိုလာရောက်ဆွေးနွေးခွင့်ရတဲ့အတွက်လည်းအရန်ပျော်တယ်လို့ဒီ AI အကြောင်းကိုထပ်မံသိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ညီမလေးမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနာမည်ကတော့ငွေစင်ပန်းသုံးပါညီမကတော့မီဒီယာလုပ်ငန်းတစ်ခုမှာဝင်ရောက်လုပ်ကိုင်နေပါတယ်ဒီနေ့ပွဲလေးမှာပါဝင်ဆင်နွှဲခွင့်ရလို့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးလည်းကျေးဇူးများတင်ပါတယ်ကဲပြန်လည်းကျေးဇူးပါတယ်ခင်ဗျာအဲ့တော့ဆက်လက်ပြီးတော့လည်းနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကဏ္ဍတွေကိုဆွေးနွေးပေးသွားအောင်ဖြစ်ပါတယ်အဲ့တော့ဒီတစ်ခါမှာဘာတွေပို့ပြီးတော့ဆွေးနွေးရမလဲဘလို့အကြောင်းအရာပေါင်းဝင်မယ်မှာဟုတ်ကဲ့ပါအခု multiple choice ကဏ္ဍကိုရောက်နေပါပြီကျမကမိခွန်းလေးတွေအများကြီးပြင်ဆင်ထားပါတယ်ဖြေရတော့မယ့်အချိန်ပေါ့နော်ဟုတ်ကဲ့ကိုမိခွန်းပေးမယ်နော်တင်းအနေနဲ့ AI နည်းပညာကိုမိတိနယ်ပယ်မှာတွင်အသုံးပြုခြင်းကိုစိတ်ဝင်စားဆုံးပါတယ်လေကဲတကယ်တစ်ခုထပ်ပို့ပြီးရွေးချယ်ခြင်းနဲ့ရပါတယ်ပါနှစ်ခုလောက်ပဲရပါတယ်ပထမဆုံးဖြေကစိုက်ပျိုးရေးထုတ်လုပ်မှုနဲ့စားနပ်ရိက္ခာဖူလုံရေးပါဒုတိယဖြေကကျန်းမာရေးစောင့်ရှောက်မှုနဲ့ကျန်းမာရေးအာမခံချက်ပါတတိယဖြေကတော့ပညာရေးပိုင်းပါပညာရေးတန်းတူညီမျှမှုရရှိရေးနဲ့အရေးအချင်းမြင့်တင်ရေးပါနောက်တစ်ဖြေကတော့အလုပ်ကိုင်ပါအလုပ်ကိုင်အသက်မွေးဝမ်းကြောင်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပါနောက်ထပ်အဖြေကတော့ယာတိဥထုပြောင်းလဲမှုနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြစ်ပါတယ်အဲ့တော့ဒီ၅မျိုးထဲမှာကိုသိတဲ့ဒီ၅မျိုးထဲမှာဖြည့်ခြင်းနဲ့ရအဲ့ဒီမှာတခြားကိုသိတဲ့အရာကိုပို့ပြီးတော့ဖြည့်ခြင်းနဲ့ရတယ်ပြောရင် AI ကတော့ဒါအပိုင်းတိုင်းမှာအရင်ရေးကြည့်ပါတယ်အားလုံးအရေးပါတယ်အဓိကကျွန်တော်အနေနဲ့ယူရမယ်ဆိုတော့ကျွန်တော်ကတော့ပညာရေးဘက်ကတယောက်ဖြစ်တဲ့အတွက်ပညာရေးနဲ့တန်းတူညီမျှရရှိရေးနဲ့အရေးချင်းမြင့်တင်ရေးပေါ့အဲ့ပိုင်းအောင်လည်းပို့ရွေးခြင်းနဲ့အဲ့ဒါမှဒီပညာရေးနဲ့ဘယ်အတူတွေအားလုံးပို့ပြီးတွင်ကျယ်သုံးနိုင်မယ်ကျွန်တော်ဒီဘက်မှာတွားရောက်ပညာသင်ယူနေတဲ့လူတယောက်တည်းကပဲဒီပညာရေးကိုသင်လာပြီးတော့လော်ကြီးအုပ်ထားလို့လည်းမရဘူးအကုန်လုံး sharing ကျွန်တော်ကိုယ်တိုင်လည်းပြန်လာတဲ့အခါမှာလုပ်မယ်ပြီးတော့မတူတဲ့ပညာရပ်တွေကိုအားလုံးအတူတူလေ့လာမှဒါနိုင်ငံတော့အများကြီးအကျိုးထိရောက်တဲ့လုပ်ငန်းတွေအများကြီးလုပ်ပေးလို့ရမယ်ပညာရေးပိုင်းမှာနော်ပညာရေးဆိုကဏ္ဍမှာဆိုလဲကျွန်တော်အစိမ့်ပညာရေးမှမဟုတ်ဘူးအခြေခံပညာမူလတန်းနေစပြီးလုပ်ပေးနိုင်တဲ့ခုနလိုပေါ့ကျွန်တော်တရုတ်စာတင်တဲ့ခါမှာလဲကလေးတွေဆိုတာဘယ်တော့မှဆိုပျော်ရွှင်နေတာသူတို့ရပျော်ရွှင်နေတဲ့အတွက်သူတို့သွားပြီးစာကြီးဒါပဲတင်ရမယ်ရှေ့ခေတ်ပုံစံမျိုးကြီးသွားတင်လာတယ် AI လေးနဲ့ပေါင်းဆက်ပြီးတော့ဗီဒီယိုတွေလုပ်မယ်ကလေးတွေကိုပြောအောင်တင်ပေးမယ်ဒီသူကြားနေတဲ့ချင်းလေးတွေကြပြလေးတွေကနေပြီးတော့ AI နဲ့ပေါင်းဆက်ထားတဲ့ movie လေးတွေကနေပြီးတော့သူတို့အများကြီးတိုးတက်တယ်ဆိုတာအခြေခံပညာရေးကိုပစ္စည်းမြင့်တင်ပေးလိုက်တာပဲပြီးတဲ့အခါမှာစင်မြင့်ပညာရေးအထိပေါ့နော်သူတင်နာရေးအထိဒီလိုပဲနောက်တစ်ခုထပ်ပြရမယ်ဆိုရင်တော့ကျွန်တော်ကအားလုံးထဲမှာကျွန်တော်ရာသီဥတုပြောင်းလဲမှုနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ဟာကိုလည်းအရေးကြီးတယ်ဒီနေ့ခေတ်ကြီးကကျွန်တော်နိုင်ငံတကာစပွဲဝိုင်းပေါ်မှာတင်သွင်းဆွေးနွေးပြီးဆိုရင် climate changes ကိုပြောနေကြပြီเนาะရာသီဥတုကြီးပြောင်းလဲလို့ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိခံစားနေကြရတယ်နိုင်ငံအသီးသီးမှာဒါကြောင့်လည်းကျွန်တော်ဗာလဲအခုအစင်းမြင့်နဲ့ AI အလားတူဘာထက်တာ EV နဲ့ AI นี่ပေါင်းပြီးတော့လုပ်တဲ့ဟာတွေဒီလူအများကြီးထပ်တိုးလာတယ်။ဘာဖြစ်လို့ဆိုတော့ဒီရာသီဥတုတွေကပြောင်းလဲမှုတွေကလူတွေပေါ်ဓာတ်ရိုက်ကြိုးတက်ရောက်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ AI ကိုအသုံးပြုပြီးတော့ရာသီဥတုပြောင်းလဲမှုပေါ်နဲ့သဘာဝပတ်ဝန်းကျင်ကြိုသိကြတယ်ဆိုရင်ဘာဖြစ်အများကြီးပြင်ဆင်လို့ရတယ်။ဟုတ်တယ်မလား AI နဲ့မေးထားမယ်။ငါတို့ဘာဖြစ်နေမလဲအခုဒီငလျင်တွေလုပ်တယ်။ငါတို့ဘာကြိုတင်ပြင်ဆင်ထားရမယ်။ဒါအခြေခံဘုဒ္ဓဓာတ်တွေတည်ထားမယ်ဆိုအများကြီးထောက်ကူပြုမယ်လို့
မျောလင်းနေအားကြောင့်မို့ကျွန်တော်ဒီနှစ်ချက်ချက်ရွေးချ ရွေး င် ချင်တယ် ပါ ဟုတ်လားပညာရေးပိုင်းနဲ့ရာသီဥတုပိုင်းပို့ပြီးတော့ရွေးထားဖြစ်ပါတယ်ဆရာကျေးဇူးများတင်ပါတယ်ဒါရှူတောင်းတစ်ခုအနေနဲ့ထပ်ပြီးတော့သိရပါတယ်ခဲတော့မလေးဒီငါးမျိုးထဲကလည်းရတယ်ငါးမျိုးထဲကမဟုတ်ဘဲနဲ့တခြားကိုဘယ်နေပဲတစ်ခုစဉ်းစားမိလို့စဉ်းစားမိအရာပြောလို့လည်းရတယ် ညီမကတော့ဟိုပါဗောနော်အလောက်အကင်အသက်မွေးဝမ်းကြောင်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဲ့ဒါကိုပို့ပြီးတော့ကြိုက်တယ်ဗောဆိုတော့အလောက်အကင်မှာဆိုရင်လေ AI ကအရေးကြီးရယ်ဗောနော်ဒီနောက်ပိုင်း future မှာဒီလူသားတွေဗောနော်အလောက်အကင်အတွက်ကိုပို့ပြီးတော့ဗောနော်လွယ်လွယ်ကူကူနဲ့ရှော့ရှွှနဲ့အဲ့လိုမျိုးလုပ်လို့ရအောင်ပြီးတော့ဒီအသက်မွေးဝမ်းကြောင်းဆိုလို့ရှိရင်လေကိုကဥပမာဗောနော်ကိုတင်ချင်တဲ့စက်မှုလက်မှုပါလားမို့အဲ့လိုမျိုးအဲ့အပိုင်းမှာလေ AI ကအထောက်အကူအများကြီးပေးပြီးတော့ तू ကပါအဲ့လိုစီမံခန့်ခွဲလုံးဝစီကန်းတကြားနဲ့အဲ့လိုမျိုးတင်ပေးသွားမှလို့ထင်တယ်ပြီးတော့စီးပွားရေးမှာဆိုလို့ရှိရင်လည်းဒီအခု business လုပ်တယ်မလားအဲ့လိုဆိုရင်လည်းသူကဒီကိုယ့်ရဲ့တနေ့တာရောင်းအားတွေအဲ့ဒါတွေအကုန်လုံးကို system နဲ့အဲ့လိုသွားပေးမှဆိုတော့အဲ့ဘိုင်းကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော် ဒါအလုပ်ကန်နဲ့ပတ်သက်ပြီးတော့တမိုးဝမ်ချန် career group ဖြစ်ဖို့အတွက်ကလည်းဒါ AI နဲ့တပတ်တလန်အထောက်အကူပြုပါတယ်ကဲမလေးဘယ်အချက်ကိုများပို့ရွေးချင်လဲ ရာသီဥတုပြောင်းလဲမှုနဲ့တဘာပတ်ဝန်းကျင်ထိမ့်သိမ်းရေးပေါ့နော်အဲ့ဒီဘိုင်းမှာ AI ကိုပို့ပြီးတော့အသုံးချလာစေချင်တယ်ပေါ့အခုတချို့နိုင်ငံတွေမှာဆိုရင်လည်းလုပ်နေကြပြီ recycle ပေါ့ရာသီဥတုပြောင်းလဲတာတွေနဲ့တဘာပတ်ဝန်းကျင်ထိမ့်သိမ်းမှုဆိုရင်အဓိကအကြဆုံးကဒါ recycling လုပ်တာ ဟုတ်ကဲ့ အဲ့တော့တချို့နိုင်ငံတွေမှာဆိုရင်လည်းဒီအမှိုက်တွေကို recycle လုပ်တဲ့အခါမှာ AI စနစ်နဲ့ခွဲခြမ်းပြီးတော့ပေါ့နော် plastic ဆိုရင် plastic ဘုံတွေကိုသွားတာဒါမှမဟုတ်ပြန်လဲစက်ကူဆိုရင်စက်ကူတွေကိုသွားတာဒါမျိုး recycle လုပ်တာကို AI စနစ်နဲ့သုံးတာရှိလာတယ်အဲ့တော့ကိုယ်နိုင်ငံမှာလည်းအဲ့လိုမျိုးလေးတွေဖြစ်လာရင်ကောင်းမယ်ပေါ့နော်ရှိစေချင်တယ်နောက်တော့ဒီ AI ကိုသုံးပြီးတော့တဘာဝဘေးရန်တွေကိုခံမှန်းလာတာမျိုးပေါ့နော်AI စနစ်ကဘာဖြစ်တဖြည်းဖြည်းနဲ့ပို့ပြီးတိုးတက်ဖို့အလားအလာတွေရှိလာရဲဆိုတော့ဒီလူတွေအနေနဲ့ဒီတဘာဝပတ်ဝန်းကျင်ကနေပေးနိုင်မယ်အန္တရာယ်တွေကိုပါခံမှန်းလာမယ်ဆိုလို့ရှိရင်လူတွေကပို့ပြီးတော့ကြိုတင်ပြီးတော့ရှောင်ရှားနိုင်မယ်ပေါ့နော်အခုဆိုလို့ရှိရင်ငလျင်တွေဆိုရင်ခံမှန်းလို့မရသေးဘူးနောက်ပိုင်းဒီ AI စနစ်တွေဖွံ့ဖြိုးတိုးတက်လာလို့ရှိရင်ဒီငလျင်တွေကိုရောခံမှန်းလာနိုင်မလားပေါ့နော်အဲ့လိုမျိုးလင်းချက်လေးတော့ထားတယ်ပေါ့နော်ဒီ AI ကိုအဲ့ဒီမှာပို့ပြီးတော့တိုးတက်စေချင်တယ်ဟုတ်အမှန်နော်ဒီလိုမျိုးလေးကြိုပြီးတိရအောင်လေရှောင်ရှားလို့ရလေရှောင်ရှားတော့ဥပမာဆိုကျွန်တော်တို့အရင်နီးကပ်မှတိရမျိုးရှိရဲဟိုလှုပ်ပြီးသွားမှတိလိုက်ရတယ်ရန်တော့ကြသွားရရှိရပေါ့နော်ဒီလိုမျိုးတဘာပေါဝင်ခြင်းနဲ့လေအရန်ကိုလိုဖိုင်ထားမှတ်ပါတယ်ကဲဒီတစ်ဖက်ကတော့ရွေးချယ်မှုတွေပြီးသွားပါပြီခင်ဗျာကျေးဇူးများကြီးတင်ပါတယ်လက်ခုပ်တလေးချင်းမိပြီလေပေါ့ဗျာကဲတော့နောက်ထပ်အနေနဲ့မေးပါဦးမှာ ဟုတ်ကဲ့ပါမိကုန်းနောက်တစ်ခုကတင့်အနေနဲ့မြန်မာနိုင်ငံက AI ဖွံ့ဖြိုးတိုးတက်မှုမှာအကြီးမားဆုံးစိန်ခေါ်မှုမှာဘာဖြစ်မလဲ ပထမဆုံး multiple choice အဖြေနံပါတ်1ကတော့ရန်ပုံငွေနဲ့နည်းပညာအကူအညီမရှိခြင်းဖြစ်ပါတယ်ဒုတိယအဖြေကတော့ကျွမ်းကျင်သူနဲ့နည်းပညာလိုအပ်ခြင်းဖြစ်ပါတယ်တတိယအဖြေကတော့အခြေခံအဆောက်အအုံအားနည်းခြင်းပါနောက်တစ်အဖြေကတော့အနောက်နိုင်ငံများရဲ့နည်းပညာလိုအပ်ကြီးအုံမှုနဲ့အတားအဆီးများပါနောက်ဆုံးအဖြေကတော့မူဝါဒနဲ့အုပ်ချုပ်နိုင်စွမ်းအားနည်းခြင်းဖြစ်ပါတယ်အဲ့တော့ဒီ AI ကြောင့်အကြီးမားဆုံးသင်ကုန်မှုကဘာများဖြစ်လဲဆရာနေဆိုင်ရွေးပါဦး နှစ်ခုပေါ့နှစ်ခုကိုကျွန်တော်ကျွမ်းကျင်သူနဲ့ဒီပညာလိုအပ်ခြင်းရဲ့ ဟုတ်ကဲ့ အခြေခံအဆောက်အအုံအားနည်းခြင်းပေါ့နော်ကျွန်တော်အခြေခံအဆောက်အအုံကကျွန်တော်တို့က AI လို့ပြောရဲဆိုကျွန်တော်တို့အခုမြင်နေကြတာကျွန်တော်အပေါ်မှာသုံးနေတဲ့ application လေးတွေပေါ့ ဟုတ်ကဲ့ တကယ်ညာ AI ကိုပြောမယ်ဆိုတော့ AI ကတကယ် Nvidia တို့ဘာလို့ CPU တွေပြောသလိုပဲကျွန်တော်အလွှာ9လွှာရှိတယ်အဓိက basis foundation ကကျွန်တော် energy ပဲenergy ပေါ့နော် energy ကျွန်တော်တို့ရှိမှာလုံလောက်ရှိသလားအဲ့ဒါအရေးကြီးတယ်နောက်တစ်ခုကကျွန်တော်တို့ infrastructure ရှိသလားပေါ့ infrastructure အပိုင်းလည်းကျွန်တော်တို့ကလိုရတယ်ပြီးတဲ့အခါကျမှအပေါ်မှာကျွန်တော်တို့ဟို computing power ပေါ့ GPU တို့ CPU တို့အဲ့ဒီအတိုင်းမျိုးတွေပေါ့အဲ့ဒါတွေလည်းကျွန်တော်တို့လိုရတယ်ပြီးတဲ့အခါကျမှအပေါ်မှာကျွန်တော်တို့ model တွေလာတာအခုကျွန်တော်တို့ပြောနေတဲ့ဟာကအခုမှ GPT တို့ဘာလို့ကကျွန်တော်ဒါတွေက model တွေအဲ့အောက်မှာ3ဆင့်ရှိသေးတယ်ပေါ့အဲ့3ခုပြည့်စုံမှာ model လာတယ် model ပြီးမှကျွန်တော်တို့အခုသုံးနေတဲ့ application တွေပုံလေးတွေထုတ်တယ်တို့ဘာတွေဆိုတဲ့ application တွေကျွန်တော်တို့သွားတဲ့သဘောတရားရှိတယ်ပေါ့အဲ့ဒါကျွန်တော်အမြင်တော့နံပါတ်1ကတော့ကျွန်တော်တို့ဘာလို့လဲလို့ပြောရင်အဲ့ infrastructure အခြေခံအဆောက်အအုံပေါ့နော်လျှက်စစ်မီးတွေပါတယ်ညာစသည်ဖြစ်ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့လိုအပ်ချက်ရှိတယ်ကျွန်တော်ယူဆတယ်နောက်တစ်ခုကတော့ကျွမ်းကျင်ပညာရှင်တွေပေါ့အခုဆိုရင်ကျွန်တော်တို့ခုနကကျွန်တော်တို့ပြောသလို AI agent တွေကျွန်တော်တို့လာတော့မယ်ဆိုရင် AI agent တွေတိဆောက်ပေးခြင်းတယ်ဟုတ်ကဲ့ ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေရှိတယ်ပေါ့အများကြီးပဲရှိတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းတွေကိုကျွန်တော်တို့က AI agent တွေစောက်ပေးမယ်ဆိုရင်တော့မှပဲအဲ့ဒီစောက်ပေးမဲ့ develop တွေခုနက AI ကိုပြန်ပြီးတော့လုံးမဲ့လူတွေဆိုရင်ကျွန်တော်တို့ကရှားတာနည်းနည်းခက်တဲ့ပြဿနာတော်တော်လေးကိုကျွန်တော်တို့ဆိုရင်နည်းနည်းကြုံရတယ်ပေါ့နော်ကိုကလှုပ်ချင်တဲ့ idea ရှိပေမဲ့လည်းဒါကို implement လုပ်ပေးမဲ့ခုနကပြောတဲ့ human resource ကကြတော့မရှိဘူးအခုမြန်မာနိုင်ငံသားဖြစ်ပေမဲ့လည်းဒီမှာမရှိဘဲနဲ့တခြားနိုင်ငံကနေရောက်နေတာမျိုးတွေပေါ့အဲ့လိုမျိုးတွေကျွန်တော်တို့ရှိတဲ့ခါကျတော့ဒီနှစ်ချက်ကတော့ကျွန်တော်ထင်တော်တော်လေးကိုစိန်ခေါ်မှုကျွမ်းကျင်သူနဲ့ဤပညာပိုင်းလိုအပ်ချက်ရဲ့အခြေခံအဆောက်
အားနည်းချက်ကတော့ဒီနှစ်ခုကတော့ကျွန်တော်နည်းနည်း highlight ပို့လုပ်ချင်တယ်ပေါ့နော် လိုအပ်နေတဲ့အရာတွေလည်းဟိုပြောပြပေးသွားသလိုပေါ့နော်ဟိုမမြင်လိုက်ရတဲ့အရာတွေလို့ပို့ပြီးတော့မြင်တာပြောပြသွားတယ်ကျေးဇူးများတင်ပါတယ်ကဲညီမလေး နာဒီဘက်ဆေကပြောရတဲ့အတိုင်းပေါ့နော်ညီမတို့မြန်မာနိုင်ငံကအခုဒီအချက်တွေအားလုံးကမပြည့်စုံသေးပေမဲ့ဒါမှနောက်ကျရင်တဖြည်းဖြည်းပြည့်စုံလာမယ်မြန်မာနိုင်ငံမှာလည်းလူတော်လူငယ်အများကြီးရှိရယ်ဒီထက်ပိုကောင်းလာမယ်လို့ညီမယုံကြည်ရပေါ့နော်ဒါပေမဲ့ပြောရမယ်ဆိုရင်ညီမအထင်ဒီကျွမ်းကျင်သူနဲ့နည်းပညာလိုအပ်တယ်ပြီးရင်မူဝါဒနဲ့အုပ်ချုပ်နိုင်စွမ်းအားနဲ့ဒီကျွမ်းကျင်သူနဲ့နည်းပညာလိုအပ်တာဆိုတော့လေအခုမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေအားလုံးကလည်းသိကြတဲ့အတိုင်းပဲပေါ့နော်လူတော်တွေအများကြီးရှိပေမဲ့ကိုယ်နိုင်ငံကိုပြန်မရောက်သေးတာရှိမယ်ဒါမှမဟုတ်နိုင်ငံခြားမှာပညာသွားသင်ယူရဲကို improve သွားလုပ်တဲ့လူတွေအများကြီးရှိရဲ့အဲ့ဒါကြောင့်ဒီနည်းပညာတွေလိုအပ်တဲ့ကျွမ်းကျင်တဲ့လူတွေလိုအပ်သွားတာဖြစ်သွားတယ်ပေါ့နော်ဟုတ်ကျေးဇူးများတင်ပါတယ်ဒါဟိုကိုယ့်ရဲ့အမြင်ကနေထပ်ပြီးတော့အားဖြည့်လိုက်တဲ့ဘုဒ္ဓတာနောက်တစ်ခုပါပဲခင်ဗျာညီမလေးဘယ်ချက်တွေပို့ပြီးတော့မြင်လေအကြီးမားဆုံးစိတ်ကုန်းမှာဘာဖြစ်မလဲ၅ချက်လုံးလားဒါပေမဲ့ညီမကတော့အဓိကပြောချင်တာကကျတော့မူဝါဒနဲ့အုပ်ချုပ်နိုင်စွမ်းပေါ့နော်အဲ့ဒါလေးကိုတေချာလေးနိုင်ငံတော်ဘက်ကနေပြီးတော့အဲ့လိုမျိုးမူဝါဒတွေပါလေးဖြည့်ဆွတ်ပေးမယ်ဆိုလို့ရှိရင်ဒီ AI လူတွေသုံးလို့ရှိရင်ပိုပြီး safe ဖြစ်အောင်လို့ပေါ့နော်မြင်မိပါတယ်ပေါ့ဟုတ်တယ်အဲ့လိုမြင်မိဟုတ်ကျေးဇူးများတင်ပါတယ်အဲ့တော့နောက်ထပ်မေးခွန်းလေးလည်းမေးပါဟုတ်ကဲ့ပါနောက်မေးခွန်းတစ်ခုကတင်းအနေနဲ့ AI ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးအစိုးရင်ဆုံးကိစ္စကပါလဲဒါဖြစ်မလဲပေါ့နော်ဒါလည်းမေးရမေးဖို့မဟုတ်ရှိအပိုင်းနေမှာတော်တော်လေးကျွန်တော်ဆွေးနွေးခဲ့ထင်ပါတယ်နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးပြောရမယ်ဆိုရင်နော်ကဲအဲ့တော့ multiple choice အနေနဲ့ဒီဆရာတို့ဘက်ကပဲစမှတ်တင်ပါတယ်အဲ့တော့အသင်အနေနဲ့ AI ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့အစိုးရင်ဆုံးကိစ္စကဘာများဖြစ်မလဲပထမဆုံးအဖြေဒီကအလောက်ကင်နေရများ AI ဖြင့်အစားထိုးခံရမည်ကိုစိုးရင်ခြင်း data ကိုယ်အချက်လက်လုံခြုံမှုမရှိခြင်းကိုစိုးရင်ခြင်းနောက်ထပ်ပြေကတော့ AI ရဲ့ algorithm ဘက်လိုက်မှုကြောင့်လူမှုအဆင့်တန်းမညီမျှမှုနဲ့ပုံကိုရေးဆိုင်ရာအသည့်အမြင်လွဲမှားမှုများပို့ပြီးတော့စိုးရွားလာမှာကိုစိုးရင်ခြင်းနောက်ထပ်ပြေကတော့မိမိနိုင်ငံရဲ့အခြေခံအဆောက်အုံက AI ဖွံ့ဖြိုးတိုးတက်မှုနဲ့ဒီ light မမီမအောင်စိုးရင်ခြင်းနောက်ဆုံးပြေကတော့ဘာမှအထူးစိုးရင်စရာမရှိဘူးပေါ့အဲ့ဒါကိုရွေးလိုက်လို့လည်းရတယ်ဆိုတော့အချက်တွေကတော့အများကြီးပဲပေါ့နော်အပေါ်ဟာတွေစိုးရင်လားမစိုးရင်မနဲ့အောက်ကလုံးဝတော့ဘာမှစိုးရင်စရာမရှိဘူးလို့ထင်သလားပေါ့ကျွန်တော်အနေနဲ့ဆိုရင်တော့လောလောဆယ်မှာဒီကိုရေးကိုရာ data အချက်လက်လုံခြုံမှုမရှိခြင်းနဲ့ပတ်သက်တဲ့ဟာကိုတော့နည်းလေးစဉ်းစားတင်လို့ကျွန်တော်ယူဆပါတယ်ဟုတ်တယ်မှန်ပါတယ်နောက်တစ်ချက်ကတော့ဘာကြောင့်လဲလို့ပြောရင်ကျတော့ကျွန်တော်တို့က application တွေပါစသုံးပြီးဆိုတော့အနည်းဆုံးတော့ကျွန်တော်တို့ရဲ့ some of the data ကတော့သူတို့ကတော့ယူမှာပဲပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုပို့ပြီးတော့လုံခြုံတဲ့စီးမြင်ဥပဒေတွေမရှိထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ data တွေကို manipulate လောက်တာမျိုးတွေဒါမျိုးတွေရှောင်ရှားဖို့တော့ကျွန်တော်တို့အဲ့ဒါလေးတော့စဉ်းစားတယ်ကျွန်တော်ရှာပါတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်ဗာလဲလို့ဒီ AI algorithm ဘက်လိုက်မှုပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ AI algorithm ခုနကပြောလို့ AI ဆိုတဲ့သဘောတရားကကြတော့သူ့မှာရှိထားတဲ့ training data တွေတိစောက်ထားတဲ့လူရဲ့ bias ကဟိုပါနိုင်တယ်ပေါ့နော်အဲ့ကကြတော့အဲ့လိုမျိုး algorithm ဘက်လိုက်မှုကြောင့်လူမှုအဆင့်တန်းမညီမျှမှုတွေနဲ့ပုံကိုယ်ရေးဆိုင်ရာအသိဉာဏ်လွဲမှားမှုတွေကိုပို့ပြီးတော့ဖြစ်လာမှဟာမျိုးတွေတော့ကျွန်တော်နည်းနည်းလေးပြီးတော့စိုးရိမ်နေပေါ့နော်ဒီနှစ်ချက်ကိုတော့ပို့ပြီးတော့စိုးရိမ်နေစဉ်းစားတင်တယ်ပေါ့ကြိုပြီးတော့စဉ်းစားတင်တယ်လို့ဟုတ်ကဲ့ကျူဆပါတယ်မှန်ပါတယ်နော်ကျွန်တော်လက်ရှိဒါအားလုံးတော်တော်များများကြုံနေရတဲ့ကိစ္စတခုပါပဲဆို social database တွေအရင်ဟိုပေးထားရတယ်ပေးထားတဲ့အလျောက်ကိုပဲကျွန်တော်တို့ရဲ့ database တွေတက်ရှော့ပေါက်ကြွားခုနကကျွန်တော်ရှေ့ပိုင်းလေးလည်းပြောခဲ့တွေးရုံနဲ့တင်ဟိုဖက်နဲ့လေးဝယ်ဖို့တွေးရုံရှိတယ်ဖက်နဲ့တွေလာပြနေရမျိုးပေါ့နော်အဲ့တဲ့ဆိုးရာတွေလည်းဒီတဲ့ကြုံတွေးရအောင်မှာဆိုတော့အဲ့တော့ဒါတွေကတကယ်စိုးရင်ရမယ့်အချက်တွေထဲမှာပါပါတယ်ဒါထပ်ပြီးတော့ဖြည့်ပြီးတဲ့တချို့သူများတင်ပါတယ်ဆရာကဲတော့ဒီမှာလေးဘေးရအောင်ပို့ပြီးတော့စိုးရင်လို့ဖြစ်မယ်ဟောပေါ့နော်ညီမအထင်ကကြတော့ဒီအဆောက်အအုံက AI ဖွံ့ဖြိုးတိုးတက်မှုနဲ့မလိုက်ညီမအောင်ကြတော့ဒီစိုးရိမ်နေပေါ့နော် AI ရှိတာဆိုတာဒါတွေမစိုးရိမ်ရဲ့ဆရာမစိုးရိမ်တာတော့မဟုတ်ပေါ့နော်တကူကတော့စိုးရိမ်ရမှာပဲဒီအဆောက်အအုံတွေကဒီ AI ဖွံ့ဖြိုးတိုးတက်ပြီးတော့သူကလိုက်မမီတာပေါ့နော်ဘယ်လိုပြောရမလဲဒီညီမတို့နိုင်ငံလဲဒီ PC အိမ်ဆောက်တဲ့နေရာမှာလဲငကိုတွေကအချိန်ကကြာတယ်အိမ်ဆောက်တာနည်းနည်းကြာတယ်ပေါ့နော်ညီမဒီတီတောက်ကပေါ့နော်ဒီအဆောက်အအုံတွေဒီဖွံ့ဖြိုးတိုးတက်မှုကိုလိုက်မမီတာအဓိကစိုးရိမ်ဖြစ်တယ်ပေါ့နော်ပြီးတော့ကျန်တဲ့ဟာကြတော့တိတ်ပြီးတော့စိုးရင်စရာမရှိပါဘူးဒီအဆောင်အပိုင်းနဲ့ပတ်သက်ပြီးတော့ဒီမလိုက်မမီမှာမျိုးဟုတ်တယ်ပေါ့နော်ဒါ AI ဟိုခင်မီဖွံ့ဖြိုးတိုးတက်နေတဲ့အရာတွေအများကြီးရှိနေတယ်မှာကိုယ့်နောက်ကဘာမှမလိုက်နိုင်လဲဘာမှမဖြစ်ဘူးနော်ဆိုဖွံ့ဖြိုးရပဲရှိတာပေါ့မလေးပေးချုပ်ပုံများရွေးချင်ညီမအနေနဲ့တော့လေအလောက်အကင်နေရမှာ AI နဲ့အစားထိုးခံရမှာပေါ့စိုးရင်ပေါ့နော်အဲ့ဒါ AI က basic လုပ်ငန်းတွေကိုလူအင်အားစားထိုးမယ်ဆိုလို့ရှိရင်အဲ့ basic လုပ်ငန်းပဲလုပ်နိုင်တဲ့သူတွေကသူတို့မှလုပ်စရာမရှိတော့ဘူးလုပ်စရာမရှိတော့သူတို့လည်းအဲ့လိုမျိုး AI ခေတ်ဆိုတော့သူတို့လည်း AI လိုက်လုပ်မယ်ဆိုလို့ရှိရင်လည်းသူတို့မလုပ်နိုင်ရောကျောင်းမှာလည်းစာတော်တဲ့လူလည်းစာညံ့တဲ့လူလည်းရှိရလေအဲစာတော်တဲ့လူတွေကတင်တဲ့အတိုင်းလုပ်တဲ့အတိုင်းလိုက်လုပ်နိုင်တယ်ဒါပေမဲ့စာညံ့တဲ့သူကသူ့က
သူငကိုတဲ့ဟိုကအဲ့လိုမျိုးမလုံနိုင်မလိုက်နိုင်ဖြစ်နေတာဆိုတော့တို့အတွက်ဘလူတွေလုတ်ပေးရတယ်အဲ့လိုမျိုးစိုးရိမ်ပြီးတော့စဉ်းစားဆရာပေါ့နော် ဟုတ်ပါတယ်နော်ခဲအဲ့တော့အခုဆိုရင်ကျွန်တော်တူးချင်းစီအလိုက်ကိုကျွန်တော်အခုလိုမျိုးပြပြပေးခဲ့တယ်တူးချင်းစီရဲ့အမြင်လေးဒီဘက်ကအဖွဲကိုလည်းကျွန်တော်လက်ခုပ်တန်းလေးကြည့်မိပါဦးကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့တူးချင်းစီလည်းအခုလိုမျိုးလေးကျွန်တော် multiple choice အနေနဲ့ပေးတဲ့အခါမှာလေမတူတဲ့အမြင်တွေကျွန်တော်ပို့ရတယ်ပေါ့နော်မတူတဲ့စကားဝိုင်းလေးတစ်ခုကျွန်တော်တို့ထိုင်နေတယ်လို့ခံစားရပါတယ်အဲ့တော့ပရိသတ်များခင်ဗျာနောက်ပိုင်းစီစဉ်နေကြန့်ရှိနေပါသေးတယ်ခေတ္တခဏလေးရန်နာဝင်ပြပါအားလုံးကိုပြန်လည်ပြီးတော့ကျေးဇူးပါရခင်ဗျာအဲ့တော့ဒီ AI နဲ့ပတ်သက်ပြီးတော့အရှိမတော့ကျွန်တော်အဲ့ဒီတူးချင်းစီအလိုက်ကိုဆွေးနွေးပြီးသွားတဲ့အခါမှာနောက်ထပ် AI နဲ့ပတ်သက်ပြီးတော့ဒီနည်းပညာရှင်တူးရဲ့ပြောထားတဲ့စကားလေးလည်းရှိပါတယ်ဒီပညာရှင်ရောက်ပါပြောထားမလဲပြီးတော့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမြင့်တင်ရမလဲဒါတွေကိုဆက်ပြီးတော့ကြားရအောင်မှာဖြစ်ပါတယ် ဆက်လက်ပြီးတရုတ်နိုင်ငံမှာနာမည်ကျော်တဲ့ AI ပညာရှင်ရှောင်းလီကောင်းရဲ့အင်တာဗျူးဗီဒီယိုကိုအတူတူကြည့်ရှုကြရအောင်ပါ ဟုတ်ကဲ့ပါဆိုတော့ဒါတရုတ်နိုင်ငံရဲ့ AI ဖွံ့ဖြိုးတိုးတက်မှုဒီလမ်းပြမြေပုံတွေဒါတွေကိုသိရှိနိုင်ဖို့အတွက်ပေါ့နော်ဗီဒီယိုလေးပြင်ဆင်ထားပါတယ်ခင်ဗျကြည့်ရှုခန်းစားပြပါအောင် 其实我们大家都知道 ，AI 它要赋能传统行业，事实上可以说实际了我们的所有的行业。所以从这个角度来说呢 ，AI 它不是一个独立的东西，它是要和所有传统行业相关联，提升这个社会效率，降低社会成本，增强社会能力，让我们这个社会呢变得更加强大。当然，在这里面我还要强调一点，就是 AI 和短视频能力的那个结合，已经让我们传统的信息传播从以前的文字、图像，最后呢转成了一个短视频这个能力。这个呢也让这个产业呢爆发出巨大的机会，今天已经产生了很大的社会影响。所以从这个角度来说 ，AI 的发展是很有机会的。当然 AI 肯定是很普遍的了。以前比如说我要做个 PPT， 我要做个讲座，实际上是很难的。但是现在呢，我用一个基本的提纲、基本的文字进去，就可以生成图片、生成 PPT， 包括生成视频这些方面能力已经非常强大了。同时呢，这个 AI 呢，比如说我们说无人机产业，无人机产业它飞行控制、飞行路径规划等等这些方面的能力，它做得非常强大。那我们现在看到，农民现在喷农药，很少说我自己背一个那个喷雾器去喷了，但有很多都是用了无人机。农民从山里把那个橙子要从山上面掉下来，以前要走2公里路，然后要花很高的成本，现在有一个无人机7分钟就可以把它那个掉下来，而且它这个成本呢大大的降低了。所以从这样的一个角度来看呢，其实 AI 这些方面的能力渗透到我们整个的方方面面，包括我们刚才说短视频。短视频这方面的能力其实已经创造了很大的一个市场。我们普通人，我们每天在刷1个半小时以上的时间去刷短视频。刷短视频不仅仅是一个基本的社交娱乐，同时还有很多人在学习呀。比如说我要临时做个菜，我就看个短视频。比如说我要有一个基本的知识，我不懂，我可以看个短视频的演示。所以短视频的能力它也渗透了非常广泛。那这些能力后面都有强大的AI 来进行支撑，所以这样看起来，其实，今天很多人会觉得 AI 是个模型，或者 AI 是一个高技术。其实 AI 从模型高技术已经开始渗透到我们普通人的生活，改变了我们的生活的效率，改变了我们很多的生活方式和对这个世界的理解。OK ပါပညာရှင်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးကျွန်မတို့ကဆက်လက်ဆွေးနွေးပါမယ်နော် Okay ဟုတ်ဒီမှာကမေကွန်းကိုမေးပေးခြင်းပါတယ်ပထမတစ်ခုမေကွန်းကတော့ Okay စီးပွားရေးအုပ်စုကြီးနဲ့ AI ပညာရှင်ကန်တဲ့သူတို့က AI နဲ့လူကိုထိန်းချုပ်မလား ကဲအဲ့တော့မိကုန်းလေးဖြစ်ပါတယ်အဲ့တော့2ယောက်စီမေးလိုက်မယ်ဒါပေမဲ့ဆရာ2ယောက်ကပဲထင်းဆုံးဖြေနေရတယ်ဆရာ2ယောက်လည်းရဲစိတ်ညစ်အောင်ဘိုးဘက်ကနေစလိုက်ကြโอเคအဲ့တော့မိကုန်းလေးရရှင်းပါတယ်ပထမတစ်ခုကကျွန်တော်စီးပွားရေးအုပ်စုကြီးနဲ့ AI နည်းပညာကိုင်တဲ့သူတွေကပေါ့နော် AI နဲ့လူတွေကိုထင်းချုပ်မလားပေါ့မှန်လေးကတစ်ချက် eye contact မိသွားတယ်ညီမလေးကစပြလိုက်ပါ ဟုတ်အခုလက်ရှိမှာသုံးများနေတဲ့ AI chatbot တွေကိုကြည့်မယ်ဆိုရင်လည်းတော်တော်များများဒီဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့နိုင်ငံကြီးတွေကထုတ်ထားတဲ့ဒီနိုင်ငံကြီးမှာတရှိကုမ္ပဏီတွေပဲပေါ့နော်သူတို့တွေကထုတ်ထားတာပေါ့ဆိုတော့အဲ့တော့ဒီစီးပွားကြီးအင်အားစုတွေနဲ့ဒီ AI ကိုဖန်တီးနိုင်တဲ့သူတွေကလူတွေကိုထိန်းချုပ်နိုင်မလားဆိုတဲ့ပုံစိုးရိမ်မှုရှိလားဆိုတော့ရှိတယ်ဘာလို့လဲဆိုတော့
လက်ရှိအောင်မြင်နေတဲ့အောင်မြင်နေဆိုလူသုံးများနေဆောနာပြောသူတို့ AI chatbot တွေကြည့်လိုက်ရင်သူတို့နိုင်ငံကြီးတွေကပဲထုတ်ထားတာဆိုတော့ မှန်တာပေါ့ ညီမတို့လိုမျိုးဖွံ့ဖြိုးဆဲနိုင်ငံတွေကကြတော့လက်ရှိမှာ AI နည်းပညာနဲ့ပတ်သက်ပြီးတော့ကိုရီးယားနည်းပညာပိုင်းလည်းအားနေတယ်ရမုံတွေလည်းမရှိဘူးအစစရပါတော့ဒီအခြေခံအဆောက်အုံ infrastructure ဘိုင်းမှာလည်းအားနေတဲ့အခါကျတော့ဆောနာကဒီ AI ဖန်တီးတဲ့သူတွေကသာ AI creator AI developers တွေကသာသူတို့စီမှာဒီ data အချက်အလက်တွေအများကြီးရောက်နေတာဖြစ်တဲ့ကြောင့်မလို့ဒီ data တွေကိုအလွဲသုံးစားများလုပ်ခဲ့ရင်ဆိုတဲ့စိုးရိမ်မှုကတော့ရှိတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော် AI developers တွေကဒီလိုမျိုးဒီ data တွေကိုအလွဲသုံးစားမလုပ်နိုင်အောင်လို့လည်းတစ်ဖက်ကနေပြန်ပြီးတော့ထိန်းချုပ်ပေးတင်တယ်ပေါ့အဓိကအဖြစ်ဘာတွေသတ်မှတ်ပေးလို့ရမလဲဆိုရင်ဒီ cyber laws ဒီဥပဒေတွေဒီမူဝါဒတွေပြီးတော့ဒီ cyber security နဲ့ပတ်သက်တဲ့ဒီဥပဒေတွေကိုတိကျချာသတ်မှတ်ပေးမယ်ဆိုရင်တော့ဒီလူတွေလည်းဒီ AI ကိုပို့ပြီးတော့စိတ်ချနဲ့ရုံကြည်ပို့ပြီးတော့သုံးဆွဲလာနိုင်မလားပေါ့နော်အဲ့ဒါလေးတော့တွေးမိပါတယ်ရှင် ဟုတ်ပါတော့ဟုတ်ကျေးဇူးများတင်ပါတယ်အဲ့တော့အခုလိုလဲပို့ပြီးတော့ပြည့်စုံသိရတယ်ပေါ့နော်ကဲတော့ဟိုဘက်ကညီမလေးရဲ့ဆက်လိုက်ပါ လူမှာလည်းကိုယ်ပိုင်စဉ်းစားဉာဏ်ကိုယ်ပိုင်အမားအမှန်ခွဲခြားတတ်တဲ့ဉာဏ်ဆိုတာရှိရပေါ့နော်အဲ့ဒါ AI နဲ့လူလာထိန်းချုပ်မယ်ဆိုရင်လူတွေကဘယ်လိုပြောရမလဲတချို့လူတွေကပေါ့နော်သူ့တခွန်းပြောလိုက်လို့ရှိရင် तू ကထညင်းတာဘာပဲပြော तू ကညင်းတာအဲ့လိုမျိုးညင်းတတ်တဲ့သူတွေလည်းရှိရော AI နဲ့လူကိုထိန်းချုပ်ဖို့ကတော်တော်လုပ်ယူရမယ်တော်တော်ခက်မယ်လို့တော့ထင် AI ပြန်ညင်းရော AI ပြန်ရင်အဲ့ဆိုမျိုးမသုံးတော့ဘူးနောက်တစ်ခုရေးပဲအစင်ရတဲ့ဟာရေးပဲ သမန်ပါเนาะဒါ AI ကကြတော့လေဒီအခုလက်ရှိအနေထားရတော့ကျွန်တော်ခံစားမှုတွေတိတ်မတွေ့ရသေးပဲねသူဖြည့်ရှင်းနိုင်စွမ်းတွေသူတွက်ချက်နိုင်စွမ်းတွေတော့တာမန်ထက်တော့ပိုကောင်းနေရပါတော့အဘိုးသူတိုင်းလည်းပို့ပြီးတော့တိုးသားကြမယ်ထင်ပါအတွင်းမြင်တွေထပ်ပြီးတော့ရလိုက်ပါတယ်ခင်ဗျာ မိကုံနောက်တစ်ခုကဖွံ့ဖြိုးဆဲနိုင်ငံတွေရောတာမန်ရောကြလူတွေပါ AI နည်းပညာတန်းတူညီမျှအသုံးပြုနိုင်အောင်ဘယ်လိုလုပ်နိုင်မလဲ လုပ်မယ်ပေါ့နော်ကဲ အခုဆိုရင်ဒီလိုမျိုးတန်းတူသုံးနိုင်အောင်ဆိုရင်အခုခေတ်က AI ကိုအလွယ်ကူဆုံးသုံးနည်းဆိုရင်လူတိုင်းမှာဖုန်းရှိရပေါ့နော်ဖုန်းကနေစပြီးတော့မှအားလုံးကဒီ AI ကိုသုံးနေကြတယ်ဒီလိုမျိုးတာမန်လူတန်းစားပဲဖြစ်ဖြစ်အရန်ချမ်းသာတဲ့လူပဲဖြစ်ဖြစ်အားလုံးမှာဖုန်းကင်နိုင်တယ်ဖုန်းရှိရလို့တော့ထင်တယ်ပေါ့နော်ဖုန်းရှိရနဲ့ AI ကိုဘယ်လိုသုံးကြလဲဆိုတော့အရင်ဆုံးဖုန်းမှာလိုအပ်တာ AI သုံးဖို့ဆိုရင် Wi-Fi လိုမယ် internet လိုမယ်အဲ့ဒါကြတော့လူတိုင်းရှိမယ်လို့တော့ညီမတို့ထင်တယ်ပေါ့နော်အဓိကကဘယ်လိုမျိုးတန်းတူညီကြသုံးရမလဲဆိုတော့တချို့တွေကကြတော့ဒီ AI ကိုသုံးတယ်အသုံးကြတဲ့နေရာမှာသူကသုံးတယ်သူကပဟူတာသုံးတယ်တင်ယူတယ်ဒါပေမဲ့တချို့တွေကကြတော့ဒီမကောင်းတဲ့ဘက်ကတင်ယူတာလည်းရှိမှာပေါ့နော်ဒန်းတူနေအောင်သုံးတယ်ဆိုရင်လည်းကိုယ့်ဘက်ကပေါ့နော်ကို control လုပ်ပြီးတော့ငါဒါသူများဒါကိုလုံနိုင်တယ်ငါလည်းဒီ AI နဲ့ဒါကိုလိုက်ပြီးတော့မှဒါကိုဒန်းတူနေများငါလုံနိုင်ရမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါရှိဖို့ကတော့ညီမအဓိကအဲ့လိုမျိုးထင်တယ်ပေါ့နော်ကိုကတကယ်လို့မလုပ်ချင်ဘူးဆိုရင်ဘလို့ပဲညီမတို့ကပြောဘလို့ပဲပြော तू ကမလုပ်ချင်ဘူးဆိုရင်ဘလို့မှဒန်းတူဖြစ်လာမယ်လို့မထင်ဘူးကိုအရင်ဆုံးငါဒီစိတ်ရှိရမယ်သူများလုံနိုင်နေဆိုရင်လည်းငါလုံနိုင်ရမယ်တကယ်လို့ကိုကအရန်ဖွံ့ဖြိုးမနေဘူးကိုနိုင်ငံကအရန်သူများနဲ့ဖွံ့ဖြိုးတည်ရှိတော်၎င်းညီမတို့ဒီ AI နဲ့သူများဒီလိုလုပ်တယ်ဆိုရင်ငါရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါနဲ့ဒန်းတူညီအောင်အသုံးပြရမယ်လို့တော့ညီမထင်တယ်ပေါ့နော်တင်ယူလို့စိတ်ပေါ့နော် တင်ယူလို့စိတ်ဟုတ် ထည့်နိုင်မယ်ဆိုတော့ဒါဝင်ယူစက်နိုင်ငံဘယ်မကတမ်းမလူသားမကပို့ပြီးတော့သုံးနိုင်သွားမယ်ထင်ပါတယ်ကျေးဇူးများတင်ပါတယ်ဒါနောက်ထပ်အတွေ့အမြင်အသစ်တစ်ခုထပ်ပြီးတော့ရလိုက်ပါတယ်ခင်ဗျာကဲတော့ညီမလေးဘယ်လိုမြင်ပါလဲ AI နည်းပညာကိုသုံးပြီးတော့လူတိုင်းဒန်းတူသုံးလို့ရအောင်ဆိုပြီးတော့ဟိုနော် AI မှာဆိုအခုဘာသာစကားအမျိုးမျိုးသုံးလို့ရရဲ့ပြီးတော့တကယ်လို့ကိုကအင်္ဂလိပ်စာနားမလဲရဖြစ်တရုတ်စာနားမလဲရဖြစ်မြန်မာလိုကိုကမြန်မာလူမျိုးဆိုတော့လေမြန်မာလူသွားပြီးတော့သူတို့ကိုအဲ့လိုမျိုးရှင်းပြခိုင်းလို့ရတယ်ပြီးတော့လူအချင်းချင်းပဲဆိုတော့ကိုမသိရဟာဆိုရင်လည်းအဲ့လိုမျိုးတန်းတိရအောင်ပေါ့နော်တခြားအဲ့လိုမျိုးခွဲခြားတာမျိုးမရှိအောင်ဒီ AI ကိုမှန်ကန်နဲ့တေးချာလေးသုံးရင်တော့လူတိုင်းတန်းတူညီရမယ်လို့ထင်တယ်ရှင်ဟုတ် ဒါဘာသာစကားပိုင်းလည်းအရေးကြီးပါတော့ ဟုတ်ဒီမှာကဝင်ပြီးဖြတ်ပြောတဲ့တချက်ကရှိတယ်ဒီမှာကိုယ်တိုင်တွေ့ကြုံပါဒီမှာတော့လူငယ်အနေနဲ့ AI သုံးဖို့အရန်လွယ်ပါတယ်ဒီမှာမေးချင်တာမေးရပြီဒီမှာမေကအသက်အရန်ကြီးတာလည်းမဟုတ်ဘူး AI သုံးဖို့သူကဒီမှာပါဘယ်လိုမေးမလဲဒီမှာမေးတာသူကနားတယ်မလားဘယ်လိုသုံးမလဲမသိဘူးအဲ့ဒါကြောင့်ဒီ AI သုံးဖို့အရင်ကတက်ကြီးတော့က smartphone သုံးဖို့လို့မျိုးသူတို့က training လေးနည်းနည်းလုပ်ပေးရမှာပါဟုတ်တယ် ကြီးနေပရိသတ်တွေလည်းပို့ပြီးတော့ကျင်းသားမြန်ရှိသွားပါတော့နော်မိဘတွေပို့ပြီးတော့တင်ပေးပါသူတို့လည်းခုနကဟိုညီမလေးပြောခဲ့သူပဲအမေက AI နဲ့ဟင်းချက်နေတင်တယ်လို့မျိုးဘယ်လိုမျိုးချက်မလဲဒါလေးလည်းပို့ပြီးတော့လေ့လာလို့ရပါတယ်နော်နောက်ထပ်မိကွန်းတစ်ခုက AI ခေတ်မှာနိုင်ငံတော်ရဲ့ data ပြည်သူတို့ရဲ့ privacy ကိုဘယ်လိုကာကွယ်ပေးနိုင်မလဲဆရာတို့ရှိမှာတော့ကြောက်ဒီ database နဲ့ပတ်သက်ပြီးတော်တော်လေးပြောတာဆိုဆရာပဲစပြောမယ်ဟိုပေါ့ကျွန်တော်တို့ရှိမှာတကယ်ညံ့တော့ဥပဒေတွေရရှိပါတယ်ဟိုညီမလေးလည်းခုနပြောတဲ့ cyber law တွေပါတယ်တိတ်ကျွန်တော်ထင်တိတ်တောင်မကြသေးနဲ့တွေ့တယ် cyber law ကိုတေချာပြဋ္ဌာန်းပြီးတော့ကျွန်တော်တို့သွားနေရလို့ရှိတယ်နောက်တစ်ခုက personal
personal privacy law တွေလည်းကျွန်တော်တို့ရှိမှာတကယ်ညာရှိတယ် electronic နဲ့ပတ်သက်တဲ့ law တွေလည်းရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဥပဒေနဲ့ပတ်သက်ပြီးအကြောင်းသားဖြစ်တယ်ပေါ့နော်အကြောင်းသားဖြစ်တယ်တိတ်မကြခဲ့ရမှာဖြစ်တဲ့အခါကျတော့အဲ့ဒါလေးနည်းနည်းပါးသိတာပါဥပဒေကတော့ဥပဒေအကြောင်းကလူတွေပြောအောင်ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်နိုင်ငံတော်အနေနဲ့ကျတော့အဓိကကတော့ဒီပြည်သူရဲ့ right ကိုတေချာလေးတန်ဖိုးထားပြီးတော့အဲ့ right တွေကဘာတွေဖြစ်တင်လဲဆိုတော့ define လုပ်ပြီးတော့အဲ့ right တွေကိုနိုင်ငံတော်ကိုယ်တိုင်ကလုံလောက်တဲ့ infrastructure ရှိမှလည်းသူကကာကွယ်နိုင်မှာပေါ့နော်ဒီနောက်တစ်ခုကကျွန်တော်ဒီprivacy ဘယ်လိုကာကွယ်ရမလဲဆိုတော့ဟာမှာကျွန်တော်ဥပဒေပြဋ္ဌာန်းတာတစ်ခုတည်းနဲ့လည်းမလုံလောက်ဘာလို့အဲ့ဒီဥပဒေရှိတယ်မှန်းလဲလူတွေကသိဖို့လိုတယ်ဘာလို့ဥပဒေရှိရဲဆိုအဲ့လိုမျိုးဒီဥပဒေနဲ့ပတ်သက်ပြီးကြည်ကြဲပြန့်ပြန့်ပေါ့နော်ဘလို့ဥပဒေမျိုးဆိုင်ရရှိရဲဘလို့ကာကွယ်မှုတွေကတော့ရှိနေတယ်ဆိုတဲ့ဟာမျိုးကိုအများပြည်သူကို education ပေးတဲ့ဟာမျိုးပေါ့နော်ကျွန်တော်ဥပဒေတစ်ခုပြောရမှာပေါ့နော်ဒီ AI ခုနကဆရာမပြောသလိုပဲ AI ကိုဘယ်လိုသုံးလို့ရတယ် AI ဆိုတာဘာကျွန်တော်လူတွေမှာကြည်ကြဲပြန့်ပြန့်ပေါ့နော်ကျောင်းတွေဘာတွေကစအဲ့ level တွေကောက်ကိုစင်းဘယ်လိုပြောမလဲလက်ရှိမှာ academic ဆိုလဲ academic level ကနေပြီးတော့ကလေးတွေအရွယ်ကနေစပြီးတော့သွားတာမျိုးဒီဘက်ကကျွန်တော်တို့ private sector မှာဆိုလဲ private sector က private sector ကဏ္ဍကိုပို့ပြီးတော့အားကောင်းလာအောင်ပေါ့နော်ပို့ပြီးတော့ကူညီတဲ့ဟာမျိုးတွေလုပ်မယ်ဆိုရင်တော့ဒီသူ့ရဲ့ privacy data ကိုကာကွယ်ပေးထားတဲ့ဥပဒေရှိနေတယ်ဆိုတာကိုသူကမသိဘူးပေါ့နောက်တစ်ခုကရှိတာကဘာလို့ပြောရင်ကျတော့ကျွန်တော်တို့ရှိမှာဥပမာ terms and condition ဖတ်တဲ့အကျင့်ဘယ်သူမှမရှိဘူးနော်မင်းဒါသုံးလို့ဆိုတော့ငါတို့ရဲ့ terms and condition ကိုဟိုဖြစ်ပြီးသားဖြစ်ပါတယ်ပေါ့အကယ်၍အဲ့မှတော့အနည်းဆုံးတော့ကျွန်တော်တို့လူတွေကဖတ်ကြတာပြင်းတယ်ဗျာဖတ်လဲဖတ်ကြမှာလည်းမဟုတ်ဘူးဘယ်သူမှလည်းမဖတ်ဘူးကျွန်တော်လည်းမဖတ်ဘူးပုံပုံလင်းလင်းပြောတာဒါပေမဲ့ဘာလို့တင်လို့ပြောရင်အဲ့လိုမျိုး app တွေဘာတွေကိုနိုင်ငံတော်အဆင့်နေနေပေါ့နော်ဟိုမှာ department တော့လည်းကောင်းပါဖြစ်ပြီးတော့ဒီလိုမျိုးတွေလူတွေအသုံးများတဲ့ platform တွေမှာကိုယ်နိုင်ငံသားတွေအတွက်ဆိုရင်မင်းတို့တွေ policy တွေဒါတွေကိုငါတို့နဲ့ကိုက်ညီအောင်ပြောင်းပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေဟာမျိုးတွေကအစလိုက်ကာကွယ်ပေးမှာပဲကျွန်တော်တို့ကပို့ပြီးတော့ထိအောင်တယ်လို့ကျွန်တော်တို့ဟိုထင်တယ်ပေါ့နော်အဲ့လိုမျိုးဘာလို့ဒီတိုင်းပြောနေရတယ်လည်းမလုံလောက်ဘူးကိုယ်တိုင် enforcement ဟိုမှာကိုယ်တိုင်ဝင်ပြီးတော့ intervene လုပ်ပြီးတော့ဝင်ပြောပေးတာမျိုးတွေကတော့ဖြစ်တင်တယ်လို့ကျွန်တော်ယူဆတာပေါ့နော်ဒါတော့ကျွန်တော်အမြင်ပါ privacy ကိုဘယ်လောက်ထိကာထားတယ် cyber law တွေဘာရှိနေလဲ cyber law တခုချိုးဖောက်ပြီးဘာရှိနေလဲဆိုတော့တို့ဒီမှာ educate ဖြစ်သွားရင်တော့ပို့ပြီးတော့တီတီရောက်ဖြစ်သွားမှာကောင်းမယ်ဟုတ်ကဲ့ကြတော့ဆရာအနေနဲ့ရောဘယ်လိုမြင်ပါတယ်ပေါ့နော်ဆိုတော့ယနေ့ AI ခေတ်ကတော့လွယ်လင်းတစ်ခု data တစ်ခုတွေ့ရတဲ့သူတို့မှန်နေမှမစင်စားပဲနဲ့ AI တစ်ခုကဆွဲယူသုံးပြီးထည့်လိုက်တာပဲဥပမာမြန်မာနိုင်ငံရဲ့လူကြီးဒီမျိုးမှာဘယ်နှစ်လျောက်ရှိလောက်ရှိလဲသူမှတော့ data သိနေမှာမဟုတ်ဟိုးသူ့ရဲ့ဒီ data အချက်လက်ကဟိုးလွန်ခဲ့တဲ့10နှစ်ကျော်ဟာဖြစ်လေပဲတကောင်သိန်းကောက်ထားရတဲ့မှာအဲ့ချက်လက်တွေကိုတုံးတဲ့ခါမှာ data ရဲ့ဒါဒီ data တွေကိုကောက်ယူတုံးတဲ့ခါမှာဘာဖြစ်လဲဆိုတော့ဒီ data တွေကမှန်ကန်ခြင်းမရှိဘဲနဲ့သူဖော်ပြအရာဖြစ်သွားအဲ့လိုပဲဒီ update ဖြစ်တဲ့ data တွေကိုလုံခြုံမှုအတွက်နိုင်တော့အနေနဲ့အဆင့်အနေနဲ့လုပ်ပြီးဆိုရင်လည်းခုနလို cyber law နဲ့ဖြတ်ချရမယ်မလိုတဲ့ဟာတွေဟောပြီးတော့သူတင်တာသမားကြီးလုံးသမျှစာတန်းကိုလည်းဟိုချပြနေဖို့မလိုဘူးတချို့အရာရဲ့ကြောင့်ဘာဖြစ်တချို့အရာရဲ့ချပြလိုက်တဲ့အခါမှာဒီဘယ်လိုလားအတက်ပြဿနာတွေဖြစ်လာရဲ့အဒါမှန်ချင်းမှချင်းကိုနိုင်တော့အဆင့်အနေနဲ့အရင်ဆုံး data တွေကို collect လုပ်ပြီးတော့မှဒီဟာကိုသုံးလို့ရပါပြီဆိုပြီးတော့အားလုံး publication လုပ်ပဲပြီးနောက်တစ်ခုကAI တခုချင်းအနေနဲ့လည်းတုံးတဲ့အခါမှာပေါ့နော်ဒီ privacy အချိုးဖောက်ပဲငါဒီဟာတုံးလိုက်တဲ့အခါမှာဒီဟာ up to date ဖြစ်ရလားသိရမလားအချက်လက်တရားဟာဘယ်လိုကအဟောင်းဟာဖြစ်ပြီးတော့အဲ့မှာ data အချက်လက်တရားမှားယွင်းတဲ့အခါမှာတပြိုင်တည်းမှာပဲဘာဖြစ်လဲသူ့တင်တာသွားလုပ်တဲ့လူတွေ academic ဘိုင်းမှာလုပ်တဲ့လူတွေဒီဟာကိုယူသုံးပြီးတော့လုပ်ငန်းမဲဆိုင်ရာအသုံးပြုတဲ့လူတွေမှာအကုန် data အမှားရတဲ့ source အကုန်မှားကုန်တာပေါ့နော်အဲ့ဒီအတွက် privacy data ချိုးဖောက်မှုတွေလည်းဖြစ်လာတဲ့အားလုံးပြီးဒီဟာတွေကခုနပြောရဲဥပဒေရတော့အတိအကျပဲပေါ့နော်ကျွန်တော်ကဒါဟုတ်တယ်ဆရာကပြောသွားဆိုဥပဒေပိုင်းဆိုင်ရာမသိတဲ့အတွက်အများကြီးရောပြောလို့မရဥပဒေပိုင်းဆိုင်ရာသမားပြောရင်တော့ပို့ပြီးတော့ပြည်စုံတာပေါ့နော်အဲ့တော့ဒီဟာနဲ့ထိန်းချုပ်မှသာလေကျွန်တော်တို့ဒီ privacy ကိုကောက်ွယ်ပေးနိုင်မယ် data တွေကလည်းပြန့်နှံ့မနေတော့ဘူးပေါ့နော်ပြန့်နှံ့ပြီးတော့တခုမှလည်းသုံးမြိုင်းဟာအခုဆိုသိတာကျွန်တော်တို့သူ့နာဘိုင်းမှာဆိုဒီ AI တခုမေးလိုက်တယ်သူ့ဘေးကလည်းနည်းနည်းလေးဟာဒါပြန်ကြည့်လိုက်တဲ့ခါမှာလူအုံနောက်နဲ့ပြန်ပြီးမှန်တွေ့တဲ့ခါမှာဒီ data ပါပဲမှားနေထက်ရှာ3ခု4ခုမြောက်လောက်မှာအော်ဒီဟာမှန်ပြီဆိုတော့ဒီဟာကိုဖိမေးတဲ့ခါမှာလဲဒီဟာကလည်းသူ့ရဲ့အကန့်အသတ်နေရာတစ်ခုရှိနေသုံးခွင့်ပြုထားတဲ့နိုင်ငံတော် website တွေနိုင်ငံတော်ဒီ website နဲ့ဟာရလည်းမှန်ကန်တဲ့ update ကိုဖြစ်နေရမယ်သုံးတဲ့ဒီ AI သမားတွေကလည်းမြန်မာနိုင်ငံအကြောင်းပိုင်ပြီးတော့မြန်မာနိုင်ငံတည်နေခြင်းဘာဆိုကောက်ထည့်လိုက်တယ်ဒါပေမဲ့ကိုထည့်ထားတဲ့အရာက data ချက်လက်ကဘယ်နှစ်ကလေးကစပြီးပြုထားတဲ့ update ဖြစ်တဲ့ဆိုအောင်ဘာဖြစ်ရမလဲအဲ့ဒါမှမှန်ကန်ပြီးတော့ကျွန်တော်လုံခြုံစိတ်ချရတဲ့ဟာကိုတွက်ချက်ကိုရမှာပေါ့နော်မှန်ပါတယ်အတွေးအမြင်အသစ်တွေနော်တစ်ခုချင်းစီရလိုက်ပါတယ်တော့တကယ်ကောင်းမွန်တဲ့စကားဝိုင်းတစ်ခုလည်းဖြစ်ပါတယ်တော့ AI နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေထင်နေရတဲ့မှာလေကျွန်တော်တို့အမှားကောင်းအမြင်ကောင်းတွေရောရှိနေမှာပဲတော့
ပို့ပြီးတော့လေဖြည့်ဆွဲပြီးတော့တွေးထားလို့လည်းရတယ်လို့ကျွန်တော်တို့စီစဉ်ကြည့်ပြီးတော့လေဒီအတွေးအသစ်တစ်ခုရပါလားဒီလိုအကြောင်းအရာလေးသိလိုက်ရင်ကျွန်တော်တို့တင်ဆက်ယူလဲနှက်ပါတယ်ခင်ဗျာအဲ့တော့နောက်တဲ့စီစဉ်လေးကြည့်ရှိနေပါသေးတယ်ခေတ္တကနရန်နာခွင့်ပြုပါကဲပါကျေးဇူးတင်ပါတယ်တကယ်ကိုလေးတဲ့တင်ပြချက်တွေပါပဲနိုင်ငံတော်ရဲ့အနာဂတ်ကအနည်းပညာကိုပဲအားကိုးတာမဟုတ်ဘဲနဲ့သူနဲ့ချိတ်ဆက်နိုင်တဲ့အခြေခံအဆောက်အုံရောစီမံကိန်းတွေရောစီကံဥပဒေရောအကုန်လိုက်ဖယ်ပြီးတည်ထွင်ရမှာပါဟုတ်ကဲ့အဲ့တော့ဒီနေ့ကျွန်တော်ဆွေးနွေးတဲ့အပိုင်းတွေမှာဆိုလဲဒါ AI နဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လိုဖြစ်နေလဲပေါ့နော် AI ပညာနဲ့ပတ်သက်ပြီးတော့ဘယ်အနေရာမှာပို့လို့ချွင်းချက်တွေရှိနေလဲကောင်းမွန်တာတွေဘာတွေရှိနေလဲစိုးရွားတာတွေဘာတွေဖြစ်နေလဲပေါ့နော်အခုကြည့်နေတဲ့ပရိသတ်တွေထဲမှာလေတွေးမိမှာပဲ AI ဝင်လာတဲ့အခါမှာငါတို့စီးပွားရေးဘယ်ဟာကြီးဆွေးရုပ်သွားမလဲဒီကျန်းမာရေးပိုင်းပညာရေးပိုင်းလိုအပ်ချက်တွေဘာတွေရှိနေမလဲပေါ့နော် AI ကြောင့်ငါတို့လုပ်တွေဆုံးရှုံးသွားနိုင်မလားဆိုတဲ့အချက်တွေကိုကျွန်တော်တို့ဦးချင်းစီအလိုက်ရထားတဲ့ဘူတုတိုင်နဲ့ပို့ပြီးတော့ဒီဖြည့်တွေးပြီးတော့ပြောပေးကြတဲ့အတွက်ဒီထက်ပို့ပြီးတော့ဘူတုတပို့ပြီးတော့ရမယ်တင်တယ်ပရိသတ်တွေကိုယ်တိုင်လည်းကြည့်ရတဲ့အခါမှာကောင်းမွန်သောစကားဝိုင်းတစ်ခုကြည့်လိုက်ရလို့ထင်မြင်မိပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်အပန်းလေးတွင်ထဲမှာပါစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေပါဝင်မလဲဆိုတာကိုတကယ်ချင်းတော့ကစောင့်မျှော်အားပေးကြည့်ရှုပါအောင်ရှင်ဒီအပန်းမှာတော့ရန်နာခွင့်ပြုပါအောင်ရှင်ဟုတ်ကဲ့ပါရန်နာခွင့်ပြုပါခင်ဗျာပရိသတ်တွေလည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတိုးချင်းတီလိုက်ဆွေးနွေးပေးအဲ့ဒါတော့တူဦးတယောက်ချင်းစီလည်းကျေးဇူးများတင်ပါတယ်အဲ့ဒါတော့ရဲ့ဘူတုတိုင်ပို့ပြီးတော့တိုးလိုက်တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့စီစဉ်ကပို့ပြီးတော့မြိုင်တဲ့အစီအစဉ်တစ်ခုဖြစ်လာတာပါနောက်တဲ့ပိုင်းတွေမှာလည်းဒီတက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအများကြီးရှိနေပါသေးတယ်ဆက်ဆက်ဆောင်မျှော်ကြည့်ရှုအားပေးပါအောင်ဒါရပြောရှင်ချမ်းမြေ့တဲ့နေ့ကိုပိုင်းဆိုင်ပါစေခင်ဗျာ